အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့လက်လက်ဆက်ဆက်ပြည်ငါးလေးတွေကိုကိုင်းခင်းရှင်သီးနဲ့ရခိုင်စတိုင်ရှင်ငံဆက်တုတ်စားပါမယ်အရင်ဆုံးပြည်ငါးရဲ့ထဲမှာပါတဲ့ plastic ရှောင်းလေးကိုထုတ်ယူပြီးတော့ဖယ်ရှားလိုက်ပါမယ်ကဲ plastic ရှောင်းလေးလည်းဖယ်ရှားပြီးသွားပြီဆိုရင်တော့အမဲထုတ်လေးတွေလည်းဖယ်ရှားပေးပါမယ်ဗျသူ့မှာအမဲထုတ်လေးတွေကမဖယ်လို့ရှိရင်ရှက်တဲ့အခါအိုတိုလုံးမဲစီပါတယ်အဲကြောင့်ဖယ်ရှားပေးလိုက်ပါမယ်အမဲထုတ်လေးလည်းဖယ်ရှားပြီးသွားရင်တော့ရေလေးနဲ့တိရှာဆေးကြောပေးပါမယ်ဗျပို့ပြီးတော့တန့်ရှင်းသွားအောင်စားနှင်းငင်နဲ့ပုတ်ပြီးတော့ထပ်မံဆေးကြောပေးပါမယ်ရှာလကားရှိရှာလကားနဲ့လည်းဆေးလို့ရပါတယ်ဗျကဲစားလေးနဲ့ပုတ်စီလို့တန့်သွားပါပြီအခုတော့ပြည်ကြီးငါးလေးတွေကိုပြုတ်ဖို့အတွက်ဒေဟိုထဲထည့်ပါမယ်အယောင်လေးတွေပို့ပြီးလှပစေဖို့စနင်းငယ်လေးစနင်းစားနဲ့ဟင်းခမော့နင်းငယ်ထည့်ပေးပါမယ်ပြီးတော့အဖုံးအုပ်ပြီးတော့ပြုတ်ထားပါမယ်ဗျပြည်ကြီးငါးပြုတ်တဲ့အခါရေမထည့်ရပါဘူးနော်သူ့လိုထွက်လာတာကြောင့်ဒီလုံးဝထည့်စရာမလိုပါဘူးပြုတ်ထားလိုက်ပါမယ်ပြည်ကြီးငါပြုတ်ထားတော့မှကိုင်းခင်းရှင်သီးလေးတွေကိုအညာရွှေပြီးရေတိရှာဆေးကြောပေးပါမယ်အခုတော့ကိုင်းခင်းရှင်သီးလေးတွေကိုနှစ်ရှမ်းရှမ်းပြီးအလဲအူတိုင်းလေးတွေကိုဖယ်ထုတ်ကပါးပါးလေးညှက်ထားပါမယ်ဗျပြီးတော့အတုပ်ထဲထည့်ဖို့အတွက်ကြက်သွန်နီလေးကိုခွန်ခွာပြီးပါးပါးလေးလှီးထားပါမယ်ကျက်သွန်နီလေးတွေပြီးငရုတ်သီးလှော်ပါမယ်ငရုတ်သီးစိမ်းကိုပြုတ်ပါမယ်ငရုတ်သီးစိမ်းကိုရေလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပါမယ်ဗျရေလေးခမ်းသွားတဲ့အထိပါပြီးနည်းနည်းလှော်ထားပါမယ်ရေလေးခမ်းသွားရပါပြီဗျငပိကိုပါကျွန်တော်တို့မိခင်ပါမယ်ငပိကိုကျွန်တော်ဒေဟိုထဲမှာထည့်ပြီးတော့မိခင်လိုက်ပါမယ်ကဲငပိလည်းရပြီဆိုတော့ကျွန်တော်အစင်သစ်ပါကျက်သွန်နီကျက်သွန်ဖြူငရုတ်ကောင်းငပိငရုတ်သီးစိမ်းအစင်သစ်ပါကျွန်တော်ငရုတ်သီးစထောင်းပါမယ်အခုဆိုရင်ပြုတ်ထားတဲ့ပြည်ငါလေးလည်းကြက်လာပြီဆိုတော့ဆက်ယူပြီးကက်ချင်းနဲ့အကွင်းလေးတွေဖြစ်အောင်ညှက်ထားပေးပါမယ်ညှက်ပြီးတော့တုပ်ဖို့စတင်ပြင်ဆင်ပါမယ်ဗျတုပ်မဲ့စလုံးထဲကိုပြည်ငါလေးတွေထည့်ပြီးပါးပါးလေးညှက်ထားတဲ့ကိုင်းခင်းရှင်သီးလေးတွေထည့်ပေးပါမယ်ပြီးအစင်းသင်းလှုပ်ထားတဲ့ကြက်သွန်နီလေးထည့်စားဟင်းခမုံလို့အရသာလိုက်ထည့်ပေးပါမယ်ပြီးတော့တံမြာသီးနှစ်ချမ်းလောက်ညှစ်ထည့်ပြီးအသင့်လှုပ်ထားတဲ့နန်းနံပင်နဲ့ပင်စင်းရက်လေးတွေကိုထည့်ပေးပါမယ်နောက်ဆုံးမှာတော့ထောင်းထားတဲ့ငရုတ်သီးထောင်းကိုထည့်ပြီးအတာယာလေးနယ်ပေးပါမယ်ခိုင်းခင်းရှင်သီးလေးတွေကပျော်ကောင်းမှဆိုတာကြောင့်အားနဲ့မနယ်ပဲတတာယာလေးနယ်ပေးပါမယ်နယ်နေနဲ့ငရုတ်ကောင်းကြက်သွန်ဖြူနက်လေးတွေမှုေးလာပြီးစားချင်စရာကောင်းနေပါပြီဗျကဲရခိုင်စတိုင်ခိုင်းခင်းရှင်သီးနဲ့ပြည်ငါရှင်ငံဆက်တုပ်လေးအစင်းသင်းဖြစ်သွားပါပြီဗျ